လူတိုင်းကတဲ့ပျော်ရွှင်တဲ့အလုပ်ကိုလုပ်ပါတဲ့ထိတ်လန့်စရာကြောက်စရာစိတ်ဆင်းရဲစရာတွေနဲ့မမချင်ကြပါဘူးတဲ့နမင်းရှိရဲ့စကားတန်နေတဲ့ကိုယ်နှလုံးသားကိုဒူးနေစိတ်ပင်ရဲ့စကားတန်နေပြဿနာဖြစ်စေမဲ့စကားတန်နေအစီမပြေတဲ့စကားတန်နေမကြားချင်ကြပါဘူးတဲ့အခက်အခဲတွေနဲ့တွေ့မဲ့ခီးဒုက္ခရောက်မဲ့ခီးဆိုလုံးဝမထွက်ချင်ပါဘူးတဲ့ပြဿနာရှာတတ်တဲ့တငယ်ချင်းတွေစိတ်ဆင်းရဲအောင်ဆနောက်တတ်တဲ့တငယ်ချင်းတွေပေါ်စီကဆက်ဆံတတ်တဲ့တငယ်ချင်းတွေနဲ့အပေါင်းချင်ကြပါဘူးတဲ့ဒါကြောင့်လည်းကျွန်တော်တို့ဟာပျော်ရွှင်ခြင်းနဲ့ပတ်သက်ပြီးအလိုလောဘကြီးတင်ပါတယ်တဲ့ကျွန်တော်တို့ကိုမပျော်မရွှင်ဖြစ်စေမဲ့ကိစ္စရပ်များကိုအသက်နိုင်ဆုံးလျှော့ချရပါမယ်ကျွန်တော်တို့ရဲ့အသက်ရှင်ရဲ့တည်နေတဲ့အခြေခံမှာပျော်ရွှင်ရွှင်နေရပါမယ်ကိုယ်တော်ကြနေချိုက်တဲ့အလုပ်လေးတွေရွေးချယ်ပြီးအားသက်တဲ့ရောလုပ်ကိုင်ရပါမယ်အောင်မြင်သွားတဲ့သူတွေကိုကြည့်ပြီးအထင်ကြီးအားကြတဲ့စိတ်နဲ့သူတို့လိုအောင်မြင်အောင်သူတို့လိုကြွယ်ဝချမ်းသာအောင်သူတို့လုပ်တဲ့အလုပ်တွေကိုလုပ်လိုက်တဲ့ဆိုတဲ့စိတ်မျိုးလုံးဝမမွေးသင့်ပါဘူးတဲ့တခါတည်းမှာတဲ့ကျွန်တော်တို့ဟာပျော်ရွှင်ခြင်းနဲ့ပတ်သက်ပြီးဘလောက်ပဲအလိုလောဘရှိပါစေကျွန်တော်တို့မကြိုက်တဲ့အလုပ်ကျွန်တော်တို့မလုံးနိုင်တဲ့အလုပ်ကျွန်တော်တို့ကိုဖိအားများစေမယ့်အလုပ်တွေလုပ်နေတယ်များပျော်ရွှင်ခြင်းနဲ့ဝေးကွာရအောင်ပါပဲပြုံးပါတဲ့နည်းနည်းကကပြုံးပါတဲ့ကဘာကြီးအတွက်တကယ်လိုအပ်နေတဲ့အပြုံးလေးကိုပေးနိုင်ဖို့ကျွန်တော်တို့အားလုံးကတာဝန်ရှိပါတယ်တဲ့တကယ်တော့ကျွန်တော်တို့ပတ်ဝန်းကျင်အတွက်ဟန်ဆောင်အပြုံးတူတွေကိုလုံးဝလက်မခံပဲတိုက်ထုတ်ရပါမယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဟန်ဆောင်အပြုံးတူတွေကိုအတုံးမပြုတင်တယ်လို့တခြားသူတွေအတုံးပြုလာရင်ပြပြနေနေဝေဖန်ထောက်ပြရပါမယ်တဲ့စစ်မှန်တဲ့အပြုံးတွေကိုလက်ခံအားပေးရပါမယ်တဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းစစ်မှန်တဲ့အပြုံးပိုင်ရှင်တွေဖြစ်ဖို့ကြိုးစားရပါမယ်တဲ့သူ့အပြုံးလေးကချိုလိုက်တာသူ့အပြုံးလေးမြင်ရတာစိတ်ချမ်းသာလိုက်တာဘယ်ချိန်ပဲကြည်ကြည်သူကပြုံးနေတာပဲဘလောက်အခက်ခဲပဲရှိသူကအပြုံးမပြတ်ဘူးသူအပြုံးလေးနဲ့တတ်မယ်ဆိုရင်တော့ကြည်ကြည်နဲ့ကြီးအသေးခံလိုက်မယ်သူအပြုံးကငါအသက်သူအပြုံးကငါရဲ့ကဘာပါပဲကိုချစ်သူရဲ့မျက်နှာလေးပြုံးရွှင်ဖို့ဆိုရင်ဘာပဲလုပ်ရလုပ်ချင်ပါတယ်သူကပြုံးနေကိုဘဝလေးကပျော်နေတော့ပဲဒီချင်းတရားနဲ့ပတ်သက်ရင်တော့လေလူတွေကတည်သွားနိုင်တယ်တဲ့မျက်နှာလေးကပြုံးနေတာပဲတေးပန်းဖွင့်တယ်ဆိုတာဒါကိုပြောတာဖြစ်မယ်တဲ့စစ်မှန်တဲ့အပြုံးနဲ့တွေ့ဆုံဖို့အတွက်စစ်မှန်တဲ့အပြုံးနဲ့နှုတ်ဆက်ခြင်းစစ်မှန်တဲ့အပြုံးနဲ့ပဲလမ်းခွဲခြင်းတွေပြုလုပ်ရပါမယ်တကယ်တော့လူဘဝဆိုတာပြောစရာတွေတက်စိတ်ညစ်စရာစိတ်သက်စရာစိတ်တက်ကြစရာတွေပုံများပါတယ်ဒါကြောင့်ကျွန်တော်တို့ကပုထုဇဉ်လူသားပြီးအစီအပြေမှုများနဲ့ကြုံတွေ့ရတဲ့အခါမှာစိတ်လိုလည်းရမပြုံးနိုင်ခဲ့ပါဘူးတဲ့မပြုံးချင်ပဲပြုံးနေရင်လည်းကျွန်တော်တို့ရဲ့အပြုံးတွေဟာတတ်မဲ့ခဲ့ပါတယ်တဲ့အမှန်တော့စစ်မှန်တဲ့အပြုံးဆိုတာလူသားတော့လိုအပ်ပါတယ်ဒီကဘာမြင့်ကြီးဟာစစ်မှန်တဲ့အပြုံးတွေနဲ့ပြည့်နေနေရပါမယ်ဒါကြောင့်ပြုံးပါတဲ့ဘဝတစ်ခုရဲ့အဆုံးသတ်မှာကျွန်တော်တို့အားလုံးပြုံးနိုင်ဖို့လိုအပ်ပါတယ်တချို့လူတွေတည်သွားတယ်သူတို့လှုပ်ချင်တာတွေမလှုပ်လိုက်ရတာကြောင့်အလိုမကျစိတ်နဲ့လောကကြီးကိုပြုံးမသွားခဲ့ပါဘူး